လာပါမေလို့ရှင်ဖန်တီလေးလာတက်မွေပညာအစီအစဉ်လေးကနေကြိုဆိုလိုက်ပါရှင်ဒီအစီအစဉ်လေးကတော့အိမ်မနေတစ်ဖက်တစ်လမ်းကနေအပူငွေလေးရှာခြင်းနဲ့မေမေတို့အတွက်မိုးလုံနီးလေးတွေဟမ်းမိတ်လေးတွေအပြင်အခြားနီးလန်းတွေအများကြီးမျှဝေတင်ဆက်ပေးနေတဲ့အစီအစဉ်လေးဖြစ်ပါရဲ့ရှင်ဒီနေ့မှာတော့ crochet ထိုးရတာဝါသနာပိုင်းမေမေတို့အတွက်ရုံနေရက်ကလေးကိုထိုးရပြီးသွားမှာဖြစ်ပါရဲ့ရှင်ဒီဗီဒီယိုလေးကိုဆုံးကြည့်ကြည့်ရှုပါအောင်နော်ရုံနေရက်ကလစ်လေးထိုးဖို့အတွက်မစ်ကော်သွန်2ရောင်လိုပါတယ်အကလေးတစ်ချောင်းပေါ့နော်ခြေသိမ်းဖို့အပ်လိုပါတယ်နောက်ကလစ်လေးလိုတယ်ဖက်ဆာလေးလိုတယ်နန်းကျိုးလေးလိုပါတယ်အဆိုင်ကတော့ 2.5 mm ကိုသုံးပါတယ်ကက်ကြီးလေးရဲ့မက်ဂျစ်ကလေးရဲ့ဂန်းမော့လိုတယ်နော်ပထမဆုံးရုံနေရက်ကလစ်လေးစထိုးဖို့အတွက်အောက်ခံများလေးရင်ထိုးပါမယ်နော်အောက်ခံများလေးထိုးဖို့အတွက်ဖွန်မီ73ချက်ထိုးပါမယ်ဖွန်မီ73ချက်အရင်ဆုံးထိုးပါမယ်ထိုးပြီးသွားရင်ဒုတိယမြောက်ဖွန်မီကနေပြီးတော့တိုင်တို17တိုင်းပြန်ထိုးပေးရပါမယ်ရှင်တိုင်တို17ချက်ထိုးပြီးသွားပြီဆိုရင်နောက်ဆုံးပေါ့နော်ဒီဖွန်မီလေးမှာဆိုရင်တော့တိုင်တိုအလုံးပေါင်း3တိုင်ပေါ့နော် W ထိုးပါမယ်အလုံးပေါင်းတိုင်တို3တိုင်ကိုတစ်ပေါက်ထဲမှာထိုးပါမယ် W ထိုးမယ် W ထိုးပြီးသွားပြီဆိုရင်ဒီဘက်ဘေးကအပေါက်မှာလည်းဒီဘက်အတိုင်းပဲပေါ့နော်တိုင်တို17တိုင်ပြန်ထိုးပါမယ်ဒီခြေစလေးကိုလည်းတစ်ခါလေးသိမ်းသွားမယ်နော်နောက်မှ17တိုင်ထိုးပြီးပြီဆိုရင်နောက်ဆုံးပေါက်မှာတိုင်ပွားလေးထိုးပါမယ်ဒီတိုင်ပွားလေးထိုးပါတော့တိုင်ပွားလေးထိုးပြီးသွားရင်ဒီပထမဆုံးထိုးခဲ့တဲ့အပေါက်ကလေးမှာရှက်ကော်နဲ့ဆက်ပါမယ်ရှက်ကော်နဲ့ဆက်ပြီးရင်ချိန်ဝမ်းပေါ့နော်ဖုန်မီတစ်ချက်ထိုးပါမယ်ဖုန်မီတစ်ချက်ထိုးပြီးဒီဘက်အဲ့ဖုန်မီထိုးထားတဲ့အပေါက်မှာပဲပေါ့နော်တိုင်ပွားလေးတစ်တိုင်ပြန်ထိုးပါမယ်တိုင်ပွားဆိုတာတိုင်တူ2တိုင်တစ်ပေါက်ထဲမှာထိုးခြင်းဆိုလိုပါတယ်ပြီးရင်တော့မှတ်ချိတ်လေးနဲ့မှတ်ပေးပါတိုင်ပွားထိုးပြီးသွားပြီဆိုရင်တော့တိုင်တို10တိုင်ပြန်ပြီးထိုးပေးပါတစ်ပေါက်မှာတိုင်တိုတစ်ချက်စီနဲ့10တိုင်ထိုးရပါမယ်အားလုံးပေါင်းတိုင်တို10တိုင်ထိုးပြီးသွားပြီပေါ့နော်10တိုင်ထိုးပြီးသွားပြီဆိုရင်ဒီဘက်3ပေါက်မှာတိုင်ပွားတစ်ပေါက်ကိုတိုင်ပွားတစ်ချက်စီနဲ့3ပေါက်ထိုးရပါမယ်တစ်ပေါက်မှာတိုင်တို2တိုင်နဲ့3ကောက်ထိုးရပါမယ်တိုင်ပွား3တိုင်ထိုးပြီးသွားပြီဆိုရင်တော့ဒီဘက်တစ်ချမ်းမှာတိုင်တို10တိုင်ပြန်ပြီးထိုးပေးပါတစ်ပေါက်ကိုတစ်ချက်စီနဲ့တိုင်တို10တိုင်ပြန်ပြီးထိုးလာခဲ့ပါတစ်ပေါက်ကိုတစ်ချက်စီနဲ့တိုင်တို10တိုင်ထိုးပြီးသွားပြီဆိုရင်တော့တိုင်ပွားတစ်ပေါက်တစ်ချက်စီနဲ့2တိုင်ပြန်ပြီးထိုးပေးရပါမယ်တစ်ပေါက်မှာတိုင်တို2တိုင်တိုင်ပွားတစ်ချက်စီထိုးရပါမယ်တိုင်ပွား2တိုင်ထိုးပြီးသွားပြီပေါ့နော်ဒီလိုမျိုးပြီးသွားပြီဆိုရင်ဒီပထမဆုံးထိုးခဲ့တဲ့ဒီမှတ်ချိတ်လေးမှတ်ထားတဲ့နေရာလေးမှာရှက်ကော်လေးနဲ့ပြန်ပြီးဆက်ပေးရပါမယ်ရှက်ကော်လေးနဲ့ဆက်ပြီးသွားပြီဆိုရင်ချိန်ဝမ်းပေါ့နော်ဖုန်မီတစ်ချက်ပြန်ပြီးထိုးပါမယ်ဖုန်မီတစ်ချက်ထိုးပြီးသွားပြီဆိုရင်ဒီဘက်တစ်ချက်မှာတိုင်တိုအဲ့ဖုန်မီထိုးထားတဲ့အပေါက်ထဲမှာပဲတိုင်တိုတစ်တိုင်ထိုးပါမယ်ပြီးရင်မှတ်ချိတ်ကလေးနဲ့မှတ်ပေးပါပြီးရင်တိုင်ပွားတစ်ချက်ထိုးပါမယ်ပြောရှင်းရင်တော့တိုင်တို10တိုင်ပြန်ထိုးရပါမယ်တစ်ပေါက်မှာတစ်ချက်စီနဲ့တိုင်တို10တိုင်ပြန်ထိုးပေးပါတိုင်တို10တိုင်ထိုးပြီးသွားပြီဆိုရင်တိုင်တိုတစ်တိုင်တိုင်ပွားတစ်တိုင်တိုင်တိုတစ်တိုင်တိုင်ပွားတစ်တိုင်အလုံးပေါင်း3ခါထိုးပေးရပါမယ်ဒါတိုင်တိုရင်သူ့ဘေးကအပေါက်မှာတိုင်ပွားပြီးရင်တိုင်တိုသူ့ဘေးကအပေါက်မှာတိုင်ပွားတစ်တိုင်တိုင်တိုတိုင်တိုင်ပွားတိုင်တိုင်တိုတိုင်တိုင်ပွားတိုင်3ခါထိုးပြီးသွားပြီဆိုရင်တော့တိုင်တိုကြီးပဲပေါ့နော်တစ်ပေါက်တစ်ချက်စီနဲ့10ခါပြန်ထိုးပေးရပါမယ်တိုင်တို10တိုင်ထိုးပြီးသွားပြီဆိုရင်တိုင်တိုတိုင်တိုင်ပွားတိုင်တိုင်တိုတိုင်တိုင်ပွားတိုင်နောက်ထပ်2ခါထပ်ထိုးပေးရပါမယ်
လိုမျိုးနှစ်တိုင်ထိုးပြီးသွားပြီဆိုရင်ဒီဘက်တစ်ချမ်းကမကျိတ်မှတ်ထားတဲ့နေရာလေးမှာခြေအဖြူလေးနဲ့လာပြီးဆက်ပေးရပါမယ်ရှင်ဒီမှာအနာတက်ဖို့ပေါ့နော်ခြေဖြူလေးကိုသုံးပါမယ်အဖြူရောင်မဟုတ်ပဲတခြားအရောင်တွေလည်းသုံးပြီးတော့ထိုးလို့ရတယ်ပေါ့နော်ခြေဖြူလေးဆက်ပြီးတော့ချိန်ဝမ်းထိုးပါမယ်ချိန်ဝမ်းထိုးပြီးရင်ဒီခြေပန်းရောင်လေးကိုကကြည်လေးနဲ့ဖြတ်ပေးပါနော်ဒီရှေးဖြူလေးကိုသုံးပြီးချိန်ဝမ်းထိုးမယ်ထိုးပြီးသားလို့ရှိရင်ဒီဘက်မှာတိုင်တူလေးတစ်တိုင်ထိုးပါမယ်ပြီးရင်တော့ချိန်တူပေါ့နော်ဖုံးပြီးနှစ်ချက်ထိုးမယ်တိုင်တူတစ်တိုင်ထိုးမယ်အဲအတိုင်းပတ်လည်ထိုးသွားပါမယ်ရှင်ဖုံးပြီးနှစ်ချက်တိုင်တူတစ်တိုင်အဲအတိုင်းအဆုံးထိထိုးသွားပေးရပါမယ်ရှင်မျိုးအဆုံးထိထိုးပြီးသွားပြီဆိုရင်ဒီပထမဆုံးထိုးခဲ့တဲ့ဒီဖုံးမီနဲ့ချက်စားခဲ့တဲ့နေရာလေးကနေရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးတော့ဖုံးမီတစ်ချက်ထိုးပြီးတော့ခြေလေးကိုဖြတ်ကောက်လိုက်ရပါမယ်ပြီးတော့ရင်ဒီခြေစားလေးကိုအထဲထဲမှာပြန်ပြီးတင်ပေးရမယ်ခြေစားလေးကိုခြေသိမ်းအပ်လေးအသုံးပြုပြီးတော့ဒီမှာပြန်သိမ်းပြီးပါသိမ်းပြီးသွားပြီဆိုရင်တော့ဒီပိုနေတဲ့ခြေတွေကိုဖြတ်သုံးလိုက်ပါမယ်။ဒါဆိုရင်တော့ဒီလိုမျိုးကလေးအောက်ခံပြားလေးရသွားပြီပေါ့နော်။ကလေးအောက်ခံပြားလေးပြီးသွားရင်နေရွက်ကလေးကိုထိုးပြပါမယ်ရှင်။ဒီနေရွက်ကလေးထိုးဖို့အတွက်ပထမဆုံးတိုင်ဖုံးမီပေါ့နော်73ချက်ထိုးရပါမယ်။ဖုံးမီ73ချက်ဖုံးမီ73ချက်ထိုးပြီးသွားပြီဆိုရင်ဒုတိယမြောက်ဖုံးမီကနေစပြီးတော့တိုင်တိုး3တိုင်ပြန်ထိုးရပါမယ်။တပေါက်မှာတိုင်တူတစ်ချက်စီနဲ့3တိုင်ထိုးပါမယ်။မချိတ်ကလေးနဲ့ပထမဆုံးထိုးတဲ့တိုင်တူလေးကိုမှတ်ပေးပါ။တိုင်တူ3တိုင်ထိုးပြီးသွားပြီဆိုရင်တိုင်လက်3တိုင်ထိုးပါမယ်။တပေါက်မှာတစ်ချက်စီနဲ့တိုင်လက်3တိုင်ထိုးပါမယ်။တိုင်လက်3တိုင်ထိုးပြီးသွားပြီဆိုရင်တိုင်ရှည်9တိုင်ထိုးပါမယ်။တပေါက်မှာတစ်ချက်စီနဲ့တိုင်ရှည်9တိုင်ထိုးပါမယ်။တိုင်ရှည်9တိုင်ပေါ့နော်တိုင်ရှည်9တိုင်ထိုးပြီးသွားပြီဆိုရင်တိုင်ရှည်ကိုပဲတစ်ပေါက်ထဲမှာ10တိုင်ပြန်ထိုးပေးရပါမယ်ဒီတစ်ပေါက်ထဲမှာတိုင်ရှည်အလုံးပေါင်း10တိုင်ထိုးရပါမယ်တိုင်ရှည်10တိုင်ထိုးပြီးသွားပြီဆိုရင်ဒီဘက်တစ်ချမ်းအတိုင်းပဲဒီဘက်မှာလည်းတိုင်ရှည်9တိုင်ပြန်ပြီးထိုးရပါမယ်။တစ်ပေါက်မှာတစ်ချက်စီနဲ့တိုင်ရှည်9တိုင်ပြန်ထိုးရပါမယ်။တိုင်ရှည်9တိုင်ပြီးသွားပြီဆိုရင်တိုင်လက်3တိုင်ပြန်ထိုးရပါမယ်။တစ်ပေါက်မှာတစ်ချက်စီနဲ့တိုင်လက်3တိုင်ပြန်ထိုးရပါမယ်။တိုင်လက်3တိုင်ထိုးရပါမယ်။တိုင်လက်3တိုင်ထိုးပြီးသွားပြီဆိုရင်ဒီမလိုအပ်တဲ့ခြေစားလေးကိုဖြတ်ထုတ်လိုက်ပါ။တိုင်လက်3တိုင်ထိုးပြီးသွားပြီဆိုရင်တိုင်တူတစ်ပေါက်တစ်ချက်စီနဲ့3တိုင်ပြန်ပြီးထိုးရပါမယ်။တိုင်တူ3တိုင်ထိုးပြီးသွားပြီဆိုရင်ဒီဘက်ချမ်းကမချိတ်မှတ်ထားတဲ့နေရာလေးကနေခြေဖြူလေးဆက်ပြီးတော့အနားလေးတက်ပါမယ်။ဟုတ်နော်ခြေဖြူလေးဆက်ပါမယ်။ရင်နရွက်ကလေးတွေလှုပ်လို့ရှာလို့ရအောင်နန်းကြိုးလေးကိုလည်းထည့်ပြီးသုံးပါမယ်ဒီခြေဖြူလေးကိုဒီပထမဆုံးရှက်ကော်လေးချိတ်ထားတဲ့နေရာလေးကနေဒီလိုမျိုးယူလိုက်မယ်ပြီးရင်ဖုတ်မီတစ်ချက်ထိုးမယ်ဒီနန်းကြိုးလေးကိုပါတစ်ခါတည်းထည့်ထိုးရပါမယ်ပြီးရင်တော့ဒီခြေပန်းရောင်လေးကိုဖြတ်ထုတ်ပါမယ်ဒီခြေဖြူလေးကိုသုံးပြီးတော့နန်းကြိုးလေးထည့်ပြီးတခါအနားတက်သွားပါမယ်ပေါ့နော်တိုင်တူပတ်လည်လေးပဲထိုးသွားပါမယ်တစ်ပေါက်ကိုတိုင်တူတစ်ချက်စီနဲ့ပတ်လည်ထိုးသွားမယ်ဒီမှာဆိုရင်တိုင်တူတစ်တိုင်းဒီနန်းကြိုးလေးပါထည့်ပြီးထိုးသွားမှဒီယုံရွယ်လေးကအသက်ဝင်မှာပေါ့နော်နန်းကြိုးလေးကိုပါတစ်ခါထည့်ထိုးသွားပါမယ်ပတ်လည်းအဖြူလေးနဲ့အနားတက်ပါမယ်ရှင်နရွက်လေးကတော့2ခုထိုးရမယ်ပေါ့နော်နရွက်လေးနှစ်ဖက်မှာလာမှာဆိုနရွက်လေး2ခုထိုးရပါမယ်ဆ
ဆုံးဒီထိုးလေးပြပါမယ်ဒီနန်းကျိုးလေးကိုပါပေါ့နော်တစ်ခါလေးထည့်ထိုးသွားအောင်မယ်အဆုံးထိရောက်တဲ့အခါဒီပထမဆုံးထိုးခဲ့တဲ့အပေါက်ကလေးကနေပြီးတော့ရှက်ကော်လေးနဲ့ဆက်ပါမယ်ပြီးရင်ဖုံမီတစ်ချက်ထိုးပါမယ်ဖုံမီတစ်ချက်ထိုးပြီးတော့ပြီးဆိုရင်ရှီကိုငင်းငယ်ယူပြီးတော့ဖြတ်လိုက်ပါရှီဖြတ်ပြီးတော့ပြီးဆိုရင်ဒီရှီလေးကိုဒီတိုင်လေးမှာနည်းလေးရစ်ပြီပေါ့နော်နန်းကျိုးလေးမှာရှင်းလိုက်ပါမယ်ရစ်ပြီးတော့ရှီလေးကိုရှီလိုက်မယ်ရှီလေးကိုရှီမယ်ရှီပြီးတော့ရင်ဖြတ်တာလိုက်ပါမယ်အခုဆိုရင်တော့ဒီလိုမျိုးယုံနေရွက်ကလေးရသွားပြီပေါ့နော်ယုံနေကလေးကိုနှစ်ခုထိုးရပါမယ်ရှင်ဒီလိုမျိုးနေရွက်ကလေးနှစ်ခုထိုးရပါမယ်ယုံနေရွက်ကလေးရဲ့အရှိမအလှဆင်မှုဖဲပြားလေးလုပ်ဖို့အတွက်ဒီလိုမျိုး green လေးတစ်ခုလုပ်ပါမယ်ပေါ့နော် magic ring လို့ခေါ်တဲ့ green လေးလုပ်ပါမယ်ဒီ magic ring လေးထဲမှာပုံမီ5ချက်ထိုးပါမယ်ပုံမီ5ချက်ထိုးပြီးလို့ရှိရင်2ရစ်တင်တိုင်ရှည်4တိုင်ထိုးရပါမယ်2ရစ်တင်တိုင်ရှည်4တိုင်ထိုးရပါမယ်ထိုးပြီးသားလို့ရှိရင်ဒီ green magic ring နဲ့ကနေပြီးတော့ရှက်ကော်လေးယူပါမယ်ဒီ green နဲ့ကနေရှက်ကော်လေးနဲ့ယူပြီးချိပါမယ်ပြီးရင်ဒီဘက်တစ်ချမ်းဖဲပြားလေးအတွက်လည်းဖုံမီ5ချက်ထိုးရပါမယ်3 4 5ဖုံမီ5ချက်ထိုးပြီးရင်2ရစ်တင်တိုင်ရှည်4တိုင်ပြန်ပြီးထိုးရပါမယ်နေ့တင်တိုင်းရှည်4တိုင်ထိုးပြီးသွားပြီဆိုရင်ပုံမီ5ချက်ထိုးပါမယ်ပုံမီ5ချက်ထိုးပြီးတော့ဒီခွင်းထဲမှာပဲရှက်ကောလေးနဲ့ပြန်ပြီးဆက်ပါမယ်ဒီလိုမျိုးဆက်ပြီးပြီဆိုရင်ဒီခွင်းရဲ့အကျိုးလေးကိုဆွဲလိုက်ပါပေါ့နော်ဒီခွင်းရဲ့အကျိုးလေးကိုဆွဲမယ်ဒီရှက်ကောနဲ့ဆက်ထားတဲ့ကျိုးလေးကိုလည်းဆွဲထုတ်လိုက်ပြီးတော့ဖြတ်ထုတ်လိုက်ပါမယ်ထုတ်လိုက်ပါဆက်ပြီးတော့ပြီဆိုရင်ဒီကျိုးလေးနှစ်ချောင်းကိုတင်းတင်းလေးဆွဲပါမယ်။တင်းလေးဆွဲပြီးရင်ဒီချီစားလေးနှစ်ခုကိုဒီလိုမျိုးချီမယ်ပေါ့နော်အလယ်မှာဖဲပြားပုံလေးပေါ်သွားအောင်လို့အလယ်မှာပတ်ပြီးတော့ချီပါမယ်။ချီမယ်။ချီပြီးတော့လို့ရှိရင်ဒီချီစားလေးတွေကိုလည်းဖြတ်ထုတ်ပေးရပါမယ်။ချီစားလေးနှစ်ခုလုံးကိုဖြတ်ထုတ်လိုက်ပါ။ဒါဆိုရင်တော့အရှိမအလှဆင်မှုဖဲပြားလေးရသွားပြီပေါ့နော်ဂျုံလေးကလစ်လေးဆိုရင်တော့ပုံဖော်ပြပါမယ်ရှင်ဂျုံလေးကလစ်လေးရတော့ဒီကလစ်အောက်ခံများလေးကိုတဝက်ဝက်လိုက်မှာပေါ့နော်တဝက်ဝက်ပြီးရင်ဒီအလဲတက်တဲ့နေရာလောက်ကနေယူပြီးတော့ပထမဆုံးနေရွက်ကလေးတစ်ပတ်ကိုပါမယ်ဒီအောက်ခြေမှာဒီနန်းကျိုးလေးကိုဘက်ဒီဘက်ထည့်ရမယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ရွက်ကိုလည်းနေရွက်တစ်ဖက်ကိုလည်းပေါ့နော်ဒီဘက်ချမ်းလေးမှာသူ့ပေးလေးမှာပဲကပ်ပြီးတော့နန်းကျိုးလေးနဲ့ထည့်လိုက်မယ်ထိုးပြီးတော့တစ်ခါဒီဘက်မှာလည်းဒီလိုမျိုးဟိုဘက်ဒီဘက်ပေါ့နော်ရှက်ပြီးတော့ထည့်ပါမယ်နန်းကျိုးလေးဒီမျိုးဆိုရင်ဒီပြုံနေရွက်ကလေးပေါ့နှစ်ဖက်ထည့်ပြီးပြီဒီမျိုးထည့်ပြီးပြီဆိုရင်ဒီအောက်ခြေမှာဒီကလစ်အောက်ခံများလေးပေါ့နော်ထည့်ပြီးသုံးပါမယ်ကလစ်အောက်ခံများလေးမှာဒီကလစ်ကလေးကိုတက်လိုက်မယ်နော်တက်လိုက်မယ်ပေါ့နော်တက်ပြီးရင်ဒီအောက်ခြေမှာကလစ်ကလေးရဲ့အောက်ခြေမှာကော်သုံးပြီးတော့ကပ်ပါမယ်နေရွက်ကလေးတွေကိုသေချာညီအောင်ညီပြီးမှကော်ကပ်ဖို့လိုပါတယ်ကော်လေးကတ်တော့မယ်ဆိုရင်ဒီနေရွက်ရဲ့သုံးမဲ့ကလေးကတ်မဲ့နေရာကိုလည်းသေချာလေးယူထားပေါ့နော်ပြီးရင်ဒီအောက်ခြေကနေစပြီးတော့ကော်လေးသုံးပြီးတော့ဒီနေရွက်ကလေးတွေကိုကတ်ပါမယ်နော်ဒီနေရွက်ရဲ့အောက်ခြေလေးတွေကိုသေချာကော်လေးသုံးပြီးကတ်ပေးပါဒီကလေးအပေါ်မှာလည်းသုံးရနော်ဒီလိုမျိုးကော်ကန်လေးသုံးဒီထိပ်ပိုင်းလေးပြီးသွားရင်အမီပိုင်းလေးကိုလည်းကော်ကန်လေးသုံးကပ်ပြရမယ်ဒီလေးသုံးပြီးတော့ကပ်ပါပြီးသွားရင်ဒီအရှိမကျတော့ဖဲပြားလေးကိုဒီနေရွက်ရဲ့နှစ်ခုရဲ့အရှိတက်တက်လေးမှာဖဲပြားလေးကပ်ပြရမယ်ပေါ့နော်ဒီ
ဒီနေရွက်နှစ်ခုရှိတက်တက်ဒီမှာဖဲပြားလေးကိုအောက်ချီရန်လေးကောလေးတုပ်ပြီးတော့ကပ်ပေးပါဒီမျိုးကပ်ပြီးသွားပြီဆိုရင်ဒီမျိုးလေးအောက်ချီကိုလည်းတေချာလေးခိုင်ခန့်အောင်ကပ်ပြီးသွားပြီဆိုတော့ရွက်ကလေးရသွားပြီအခုဆိုရင်တော့ဒီလိုယုံနေရွက်ကလစ်ကလေးထိုးပြီးသွားပြီပေါ့နော်ဒီလိုကလစ်ကလေးတွေကိုမိမိတို့အတွက်ထိုးလို့ရတယ်အိမ်ဆိုင်လေးတွေမှာလည်းရောင်းလို့ရတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်